အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့အင်ဂျင်နီယာကျောင်းသားလေးတယောက်နဲ့လက်ဖြောင်စင်ကြံမယ်လေးတို့ရဲ့ရင်ခွန်စရာစိတ်မကောင်းthứcစရာပြီးတော့ကြီးနူးစရာကောင်းတဲ့ဇလံလေးတစ်ပုဒ်ကိုပြောပြပေးမယ်နော်ဗီဒီယိုလေးမစခင် like နဲ့ subscribe လေးလုပ်ထားဖို့မမေ့နဲ့အောင်နော်ဇလံအစမှာတော့စက်ရုပ်သေးသေးလေးတွေအပြည့်နဲ့အခန်းလေးတစ်ခုကိုမြင်ရမှာပါအဲ့ဒါတွေအားလုံးကကျွန်တော်တို့ရဲ့မင်းသားဟိုစုကိုယ်တိုင်တီထွင်ထားတာပေါ့သူကစက်မှုအင်ဂျင်နီယာကျောင်းသားလေးတရက်တော့ကျောင်းမှာစွမ်းရည်ပြဝယ်ရှိလို့သူလဲသူ့ရဲ့ဆိုင်ကလေးစီးပြီးသွားတာပေါ့သူနဲ့သူ့တငယ်ချင်းတွေကစက်ရုပ်လောက်တာဝါသနာပါပေမဲ့ပြခွဲမှာတော့စပိန်ပြည်နဲ့ဘူတလီဖွင့်ထားကြတယ်ဒါပေမဲ့တဲဝင်သွားတော့သူ့တငယ်ချင်းတွေကစပိန်ပြည်ကိုစိတ်မပါပဲဖုန်းထဲမှာစက်ရုပ်ကိန်းစော်နေကြတာဟိုစုလေးအားကြမှုတွေဝင်စော့တာပေါ့စော်ရင်းနဲ့စူညာလုံးလို့စပိန်ပြည်လာတဲ့မိန်းကလေးတောင်လက်ကြီးထွက်ပြေးရတဲ့အထိပဲအဲ့ဒီအချိန်မှာပဲတစ်ဖက်မှာတော့ဟာချင်းဆိုတဲ့ကောင်မလေးကိုတွေ့ရမယ်သူကခြေတော့မတန်လို့ဝှီချဲတုံသွားပေမဲ့လေးပြစ်တာတော့တကယ်ရှယ်ပဲသူလေးပြစ်ပြလိုက်တာအားလုံးကအံ့ဩတုန်တော်ပြီးလက်ခုပ်တီးရတဲ့အထိတော်တာဒါပေမဲ့သူကစုရတဲ့ဝဝရုပ်ကြီးကိုတခြားပြိုင်ပွဲစီကနေအားနဲ့လူယူလိုက်တာကြောင့်ဝှီချဲပေါ်ကနေပြုတ်ကျသွားချတယ်ဟာချင်းကစုရတဲ့ဝဝရုပ်ကြီးကိုပိုက်ပြီးဝှီချဲကိုမနိုင်မနှင်းမောင်းလိုက်ရင်မတော်အဆက်ဟိုစုတို့တဲရောက်သွားပြီးထပ်ပြုတ်ကြပြန်ရောဟိုစုကအပြေးလွားသွားထူပြီးအစင်ပြေလားလို့မေတော့ဟာချင်းကမာနာလေးနဲ့အစင်ပြေပါတယ်ဘာမှမထစ်ဘူးတဲ့ဒါပေမဲ့ဟိုစုကဝှီချဲကိုကြည့်လိုက်တော့မှထိန်းချုပ်တဲ့စနစ်ကချူရွေးနေတာကိုသတိထားမိသွားတယ်သူကအင်ဂျင်နီယာဆိုတော့ငါပြင်ပေးမယ်လေလို့ကန့်လန့်လိုက်တာပေါ့ခဏလေးအတွင်းမှာတဲ့ဝှီချဲကအကောင်းအတိုင်းပြန်ဖြစ်သွားတော့ဟာချင်းကကျေးဇူးလုံးလို့ထမင်းလိုက်ကျွေးချင်တယ်ဆိုပြီးဆိုင်ကောင်းကောင်းတိလားလို့မေးတာနဲ့ဟိုစုကသူအမြဲစားနေကြဆိုင်ကိုခေါ်သွားလိုက်တယ်ဆိုင်ရောက်တော့လေကားတွေအများကြီးတက်ရမှာမို့ဟိုစုကဟာချင်းကိုကြောပိုးပြီးတက်သွားတော့တာပဲထမင်းစားပြီးပြန်ဆင်းလာတဲ့အခါမှာတော့အကြီးကျယ်ရှော့ကရသွားတယ်ဟာချင်းလက်ဝှီချဲပျောက်သွားပြီလေဝှီချဲပျောက်သွားလို့စိတ်မကောင်းထင်နေတဲ့ဟာချင်းကိုကြည့်ပြီးဟိုစုတယောက်အိမ်ပြန်ရောက်တော့အကြံတစ်ခုရသွားတယ်ဝှီချဲအစ်စ်ကတန်ဘူးကြီးလွန်းတော့သူ့ကိုယ်တိုင်မဲ့လှုပ်ပေးဖို့ဆုံးဖြတ်လိုက်တာပေါ့သူ့အဖေရဲ့စပင်းပြင်ဆိုင်လေးထဲမှာတညာလုံးမအိမ်မနီပဲတစ်ချက်ချင်းဒီဇိုင်းဆွဲတစီချင်းတက်ဆင်ပြီးဟာချင်းအထက်အကောင်းဆုံးဝှီချဲလေးကိုဖန်တီးခဲ့တာပေါ့ဗျာနောက်တစ်နေ့မှာတော့ဟိုရှုကသူ့လှုပ်ထားတဲ့ဝှီချဲလေးဖို့မှာဝယုံရုပ်ကြီးကိုတင်ပြီးဟာချင်းတို့လေ့ကျင့်ခဲ့ကွင်းကိုရောက်လာခဲ့တယ်ဟာချင်းကသူ့ကိုယ်တိုင်ဝှီချဲလှုပ်ဖေတာကိုတီးသွားတော့အရန်စိတ်လှုပ်ရှားသွားတာအဲ့ဒီညမှာပဲသူတို့တွေအောင်မြဲခံတဲ့အနေနဲ့တငယ်ချင်းတွေနဲ့အတူတောက်ကြစားကြတာပေါ့ဟိုစုကတောက်နိုင်တဲ့သူမဟုတ်တော့မှောက်သွားတော့ဟာချင်းတို့ကအိမ်ထိလိုက်ပို့ပေးရသေးတယ်လေဒါပေမဲ့ဟိုစုမှာလူမသိတဲ့လွတ်ဝက်ချက်တစ်ခုရှိနေတယ်သူကငယ်ငယ်တုန်းကအမောင်ခန်းနဲ့ပိတ်လောင်ခံရတဲ့ဒဏ်ရာကြောင့်အလုံးပိတ်ကြောက်တဲ့ယောဂရှိနေတာပါတရက်တော့ဟာချင်းတို့အဖွဲပြိုင်ပွဲသွားဖို့အတွက်ကားမောင်းမဲ့သူမရှိတော့ဟိုရှုကသူ့ရဲ့အကြောက်တရားတွေကိုဘေးဖယ်ပြီးကူးညီဖို့ဆုံးဖြတ်လိုက်တာပေါ့သူရေနှုတ်မျက်မှောင်ကိုတက်အသက်ကိုပြင်းပြင်းရှူပြီးကားကိုခက်ခက်ခဲခဲမောင်းခဲ့ရတယ်တငယ်ချင်းတို့ရဲ့အားပေးမှုကြောင့်အားလုံးအစင်ကြေသွားပြီလို့ထင်နေချိန်မှာပဲကံကြမ္မာကရက်ဆက်သွားပါတယ်နောက်ကကားတစ်စီးကပြင်းပြင်းထန်ထန်ဝန်တိုက်လိုက်လို့ accident အကြီးအကျယ်ဖြစ်သွားခဲ့တယ်ဟိုစုကတတိလစ်သွားပြီးငယ်ငယ်တုန်းကအနိုင်ကျင့်ခံရတဲ့ပုံရိပ်တွေပြန်ပေါ်လာကတက်သွားရှာတယ်ဈေးရုံရောက်တော့လဲဟာချင်းနဲ့အဖေကဒီလိုစိတ်မမှန်တဲ့ကောင်လေးနဲ့မပတ်သက်နဲ့ဆိုပြီးအကြီးအကျယ်တားစီပါတော့တယ်ဒါကိုဟိုစုကကြားသွားပြီးဝမ်းနဲ့တုံလုံနေတဲ့ဟာချင်းကိုငါတို့နောက်ထပ်မတွေ့ကြရအောင်လို့လမ်းခွဲစကားပြောထွက်ခဲ့ပါတော့တယ်ဟိုစုနဲ့လမ်းခွဲလိုက်ရပြီးနောက်မှာဟာချင်းတယောက်လိတ်ချင်ရီကွင်းမှာအာယုံဆူးဆိုင်လို့မရတော့ဘူးဟိုစုမှလည်းသူ့အခန်းထဲမှာပဲသူ့ကိုယ်သူပိတ်လောင်ခါပြီးဝမ်းနည်းနေခဲ့တာပါသူ့တငယ်ချင်းတွေကတကားကိုအတင်းဖွင့်ပြီးဟာချင်းရဲ့ပလိုက်ကွဲကအခုစတော့မှမင်းသွားမှဖြစ်မယ်လို့တိုက်တွန်းပေမဲ့သူကတော့ virtual reality မျက်မှန်ကြီးတက်ပြီးအပြင်လောကကိုဥပိ္ပခာပြုထားတော့မယ်ဒါပေမဲ့အဲ့ဒီမျက်မှန်ထဲမှာမြင်နေရတဲ့ဟာချင်းရဲ့ပုံရိပ်ကကျမကိုကူညီဖို့စက်ရုပ်ကိုမလိုချင်ဘူးလူသားတယောက်ကိုပဲလိုချင်တာဆိုတဲ့စကားကိုတတိယသွားစေတယ်ဟိုစုချက်ချင်းပဲကားတော်ကိုဆွဲပြီးပြိုင်ပွဲကွင်းကိုအရှိန်နဲ့မောင်းထွက်လာခဲ့တော့တာပေါ့ပြ
ပြိုင်ပွဲကွင်းရောက်တော့ဟိုစုကဟာချင်းကိုအားပေးစကားပြောလိုက်တယ်ငါထမပြေးတော့ဘူးမင်းပေးမှအမြဲရှိနေပြီမဲ့တဲ့အဲ့ဒီစကားကဟာချင်းအတွက်အကြီးမားဆုံးခွန်အားဖြစ်သွားပြီးနောက်ဆုံးဖြစ်လိုက်တဲ့မြားဟာပြစ်မှတ်ရဲ့အလေဘဟုကိုတက်တက်ကြီးထိထွားပါတော့တယ်အားလုံးကဝမ်းတာအားရနဲ့လက်ခုပ်တီးပြီးဂုဏ်ပြုကြတာပေါ့ဗျာရက်အနေငယ်ကြာပြီးနောက်မှာတော့ဟာဂျင်ရဲ့အဖေလည်းပြောင်းလဲလာခဲ့ပါတယ်။တမီဖြစ်သူရဲ့ဝါသနာနဲ့ချစ်သူကိုလက်ခံပေးခဲ့တာပေါ့။စက်သိမ်းမှာတော့ဟာဂျင်နဲ့ဟိုစုတို့ရဲ့မင်္ဂလာဆောင်ကြော်ညာပုတ်ကြီးကိုမြင်ရမှာဖြစ်တယ်လို့သူတို့တငယ်ချင်းအားလုံးလည်းပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်သွားကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ကဲအင်ဂျင်နီယာလေးဟိုစုနဲ့လက်ချောင်းစင်ကြမယ်လေးဟာဂျင်တို့ရဲ့ဇက်လန်လေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီ။ဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်စိတ်ဝင်စားစရာ drama တွေမှာပြန်တွေ့ကြမယ်အားလုံးပဲတားရတဲ့နေ့လေးဖြစ်ပါစေဗျာ